အားလုံးပဲညီလာပါဒီတစ်ခါကကြတော့မမေကအဝတ်စားလေးတွေမပြသေးဘဲနဲ့မမေရဲ့မှန်တင်ကုန်မှာမမေဘာလေးတွေတုံးလဲဘယ်အိတ်ဘာပစ္စည်းလေးတွေတုံးလဲဆိုတဲ့ဟာလေးကိုမမေကပြချင်လို့ဒီဗီဒီယိုလေးတစ်ခုကိုမမေလုပ်လိုက်တယ်ပေါ့နော်မမေရဲ့ဒီမှန်တင်ကုန်မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးဘာလေးတွေရှိလဲဆိုတဲ့ဟာကိုမမေဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါလို့မြင်တယ်ရိုက်ခံပါတယ်နော်ကဲလာကြည့်လိုက်ကြရအောင်လို့ရှိရင်မမေကဟိုအပြိုဘွားရပါတော့ငကက်ကိုမမေအရန်ကြိုက်တယ်ငကက်ဆိုရင်မမေ fancy ငကက်ကိုပို့ပြီးတော့ကြိုက်တယ်ဆိုတော့မမေကဒီမှာဆိုလို့ရှိရင်မမေရဲ့ fancy လေးတွေမမေဒီလိုလေးပေါ့နော်အန်လေးတွေမမေရှင်းထားတယ်ဒါဆိုလို့ရှိရင်ဒါကတော့မမေ daily wear ပေါ့နော်ဝတ်တဲ့အခါကလေးပေါ့နော်မမေ product တွေကတသက်မမေသိမ်းတာပေါ့နော်ကြောက်လေးတွေပါလို့ဒါကကြတော့မမေသုံးနေဒါ skin care တွေပေါ့နော် skin care တွေမှာမမေကအမျိုးမျိုးလှည့်သုံးတယ်သူဟိုမျက်နှာအသားရည်တွေပေါ့နော်ဟိုဟာဖြစ်တဲ့ဟာလေးမမေလှည့်ပြီးသုံးတယ်day ဆိုရင်ပါ night ဆိုရင်ပါပေါ့နော်မမေကအဲ့လိုမျိုးလေးမမေကိုမမေ care လုပ်ပါတယ်ပြီးတော့လို့ရှိရင်ဒါကကြတော့မမေတို့အရင်ခေတ်စားတဲ့ medicure ပေါ့နော်ဒီ medicure ကအားလုံးသိမယ်ထင်ပါတယ်ဒီ medicure နဲ့ပတ်သက်ပြီးတော့ပေါ့နော်မမေမရှင်းပြတော့ပါဘူးဆိုတော့ဒီ medicure ဆိုလို့ရှိရင်မမေကတော့ဒီဟာကိုဒါမွားချောင်းကြတော့မမေက medicure မွားချောင်းဆိုမမေကday မသုံးဘူးပေါ့နော်အရင်နဲ့ stick ကတ်တော့လေမမေသိအစ်စ်မပြေဘူးဒါလေးကိုတော့မမေကဒါ night သုံးတယ်ဆိုတော့ဒီဟာကကြတော့မမေက day သုံးတယ်ဒါဗီတာမင် C ပါတယ်ဒါကကြတော့ super generation ပေါ့နော်အဲ့ဒီကကြတော့မျိုးအောင်လေမမေသုံးတယ်ဒါလေးကိုတော့မမေကအနက်လေးကိုတော့စမ်းသုံးဖို့ဆိုမမေမှားတာပေါ့နော်အဲ့မမေဒါလေးနဲ့အရင်ကြိုက်တယ်ဒီမှာဘာတွေရှိလဲဆိုလို့ရှိရင်ဒါလေးဆိုလို့ရှိရင်ကွာမင်းရဲ့ဟိုအမြဲတမ်းပေါ့နော်လွယ်လွယ်ကူကူသုံးလို့ရမယ့်ဟာလေးမင်းကဒီလိုလေးထည့်ထားလိုက်တယ်ဒါကကြတော့မင်း fancy လေးတစ်ခါဝတ်တယ်ဒီမှာရှင်တိုးလေးတွေပေါ့နော်လက်စွပ်လေးတွေဒီမှာဒါကတော့ရှင်တိုးအန်လေးပေါ့နော်ဒီမှာကကြတော့မင်းရဲ့ eyeshadow palette လေးတွေဒါက eyeshadow palette လေးတွေပေါ့နော်ဒီမှာ eyeshadow palette မင်းကကြတော့ဒီ foundation ဆိုလို့ရှိရင်ခုဒါ foundation မင်းအရန်ကြိုက်တယ်အရန်ကြိုက်မင်း make up အများကြီးလိမ့်ရင်လှနေတယ်မှာမပါဘူးပေါ့နော်မင်းမျက်နှာကြတော့မင်းဒီဟာလေးကြတော့မြို့တဲ့အရန်အဆင်ပြေပြီ foundation တွေတော်တော်များသုံးပြီးဒီ Chanel တော့မင်းနဲ့တိတ်အဆင်မပြေဘူးပေါ့နော်ဒီဟာကကြတော့အရန်အဆင်ပြေတယ်ပြီးတော့လို့ရှိရင်မင်းကဒီဟာလေးပေါ့နော်ဒီက cushion လေးမင်းအရန်ကြိုက်တယ်ဒါလည်းကိုရီးယား brand ပဲအရန်မိုက်တယ်အဲ့ရ cushion လေးဆိုမင်းကြိုက်တယ်ဒီမှာကြည့်ဒါကကြတော့ sun cream ဒါလေးကိုကျွန်တော်မနေ့ဆိုလို့ရှိရင်မင်းကဒီမှာခြာလေးမင်းသုံးတယ်ပေါ့နော်ဒီနှစ်ခုကကြတော့လေမတူတဲ့အတွက်ကြောင့်မင်းကအိမ်မှာနေတယ်ဆိုလို့ရှိရင်မင်းက sun cream သုံးတယ်ပြင်သွားတယ်ဆိုလို့ရှိရင်မင်းဒီဟာလေးသုံးလိုက်တယ်သူကကြောက်ဟိုတော့အပ်ပါတော့လေမျက်နှာဖွေးပြီးတော့လေပြပြတေးသေးလေးဖြစ်သွားပါတော့အပ်တာမင်းအရန်သဘောကျမင်းမျက်နှာဆိုပြပြလေးဖြစ်သွားကဲဒီမှာကြည့်လိုက်ဒါကတော့ယူရိုရဲ့မင်းလေးပါပဲနော်ကဲဒီလေးဒီအိမ်လေးလည်းမိတ်ဆက်ပေးမယ်နော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်နော် bye bye